သေကနိနောက်ဆုံးစိတ်မှာလေသူ့ဝေဒနာမကြောနိုင်လို့ရှိရင်မိသားစုပဲမရလို့မှနေလို့ဟဲအပြူစုရမကောင်းလားလို့ငါကြမှာသိမယ်နဲ့ပါသေးလားဘီလေရန်ကိုလိုက်ဦးမှာသုံးလို့ပြအဲ့ဒီမှာအတွေးအတွေးဘာဖြစ်တော့အတွေးတွေဆွဲနေလို့ပါဗျာအဲ့ဒါဒီဘာနေမှာဒီအဲ့ဒီကနေ့နောက်ဆုံးဟိုစီကြောမှာကငါပြရတော့မဲအတွေးမဝင်အောင်ပြရတော့မဲဆိုကြောက်မဲလူကြီးတဲ့ငါမိသားစုနဲ့ခွဲရတော့မဲအဲ့ဒါလည်းမဝင်အောင်ဘယ်သူမှခွဲခြင်းဘူးဒီတော့ငါငိုပြီးတော့ဝေးတော့ငါငိုပြီးမွေးခဲ့တာဒီတော့ဝိုင်းငိုလှလိုက်မှာဘယ်နဲ့တော့ငိုခံရင်လားဟုတ်ပါလုပလာတဲ့ဝိုင်းငိုလှလိုက်မှာအဲ့တော့ကိုကလည်းဒီကလည်းဖုတ်လိုက်နဲ့ဝေဒနာကလည်းပြင်းထန်နေပြီဟိုကလည်းဘေးနာကလည်းတရှုပ်နဲ့ဒီကြားတဲ့ဟိုတော့အဝေးများကလေးများကြံနေရင်သွားနေမေမသေးခင်လေးမြင်ရအောင်ဆိုတာပါအောင်မှာအဲ့တော့အဲ့ဒီကိုချေဆုံးသားလေးကိုချေဆုံးသမီးလေးကကိုနာလာထိုင်ငုတ်တုတ်ကလေးနဲ့မျက်တောင်လေးပုတ်ခတ်နဲ့အဲ့ဒီချိန်များပဲလို့ဆွဲပြီးလာမပေါ်ဟဲ့သူ့မေဟုတ်စားနေအဲ့တော့အဲ့ဓာဒီဝင်ခွင့်မရအောင်တို့ကလုပ်ရမှာအဲ့တော့ဒီကနေ့ရဲ့နောက်ဆုံးစိတ်တတိနဲ့တွဲလွတ်နိုင်မှုအရေးကြီးသည်အဲ့တော့ဒီကနေ့ရဲ့နောက်ဆုံးစိတ်ကိုတတိနဲ့တွဲလွတ်ဖို့ဆိုတာခုရကအစွဲတဲ့အမှတ်ကသာမရမှာပေါ့ခုရှိနေတဲ့အစွဲတွေကဘလောက်တုံးမကြီးရဲ့နေအမှတ်ကဘလောက်တုံးတိုင်းဒီကနေ့ဘယ်သူနိုင်မဲ့ထင်တုံးဟုတ်လား打的太大打到嘛打的太大打到打တဲ့ဖက်က打သွားမှာတယ်အဲ့ဒါဆိုခုနပိုင်းနဲ့တကားဘဝကမော့ကြည့်နေရမယ်ဘာမှစားစရာမရှိလို့ရှိရင်လူတကာထွေးထားကြတဲ့နှာချီလေးစားပြီးပြားမှာပိတ်တာဖြစ်ပါဗျာလုပလာတကာကြီးရဲ့ပြောကြိုးစားပါဘုမဘယ်ကမှဘသူမှမကြွေးတာကိုအိမ်ကိုမိသားစုဆိုပြီးတော့သူတို့များကြွေးမလားတော့ဘယ်ကြွေးလိမ့်မတော့ဟိုထမင်းအိုးဟင်းအိုးလေးရေဖေးပြီးတော့ပက်ထားတော့လမ်းဘေးမပက်နဲ့ဟုတ်လာဘေးပဲတော့ဒီကသွားပြီးတော့ကောက်မှာဟုတ်အဲ့ဒီတီတွေးမှာတဲ့ဗျာအဲ့တော့တို့ကသေဂာနိနောက်ဆုံးစိတ်တတိနဲ့တွဲလွတ်နိုင်ရင်ကိုယ်လုံစားကိုစားရမယ်သေဂာနိဒီတိုင်းကြီးပေါ့လို့ပဲသားပြည့်ရင်အဆွဲရကိုလိုက်ရမယ်အဲ့တော့ကိုယ်လုံစားကိုစားခြင်းသလားဆွဲရလိုက်ခြင်းသလားကိုလုံးစားစားပါဗျာဟိုကိုလုံးနေကြအတိုင်းပြောတယ်သူပြောတဲ့ဟိုတို့ဘာတော့ကောင်းတာကြီးတဲ့ရွေးမပြောနဲ့လေဟုတ်ပါမယ်ကိုလုံးစားကိုစားနိုင်အောင်စုပါမယ်ဗျာဟုတ်ပါဘူးလားကဲကိုလုံးတဲ့အတိုင်းပြောလေကိုလုံးတဲ့အတိုင်းပြောလေဘယ်တဲ့တို့တကကြီးဘယ်တဲ့တို့ကိုလုံးစားကိုစားတယ်လားဟိုတို့များရလိုက်ချင်သလားအဲ့တော့တို့ကအမှတ်ကလေးနဲ့ကိုယ်စိတ်ကလေးကိုတိမ်ပေါက်ဒီဝါကိုပို့လိုက်လို့ရှိရင်ကိုပြုတဲ့ဒါနရှိတဲ့ဘုံကိုပြုစုထားတဲ့သီလရှိတဲ့ဘုံအဲ့ဒီပဲရောက်ပါလေဟုတ်ပါဗျာအဲ့ဒီမှာတို့ဘာတော့စာခွဲရွှေကြီးရသီလအားသိအားကောင်းနေတယ်ဒါနကတော့လုံးလေးလုံးတာပုံမှန်ပဲအဲ့ဒါဆိုနတ်ဖြစ်တဲ့ဒါနအသိတန်နေတယ်သီလကတော့မယူဖလားပဲအဲ့ဒါဆိုလူပဲပြန်ဖြစ်မှာတဲ့အဲ့တော့လူပြန်ဖြစ်လာရင်ဟွေးဟေးနောက်ပေါက်တရားခုလို့မဟုတ်ဘူးနော်နော်ဘယ်လိုဝေနောက်ပေါက်တရားခုတဲ့ကြမှာနော်ဟင်
အဲ့ဒါအတင်းနဲ့ပြန်ပေါင်းရင်သလားဟာလုပလာနေအေးနောက်ဒီတဲ့ဒီကြားတော်မှာပဲရှိတာဟဲ့ဒီတဲ့ဒီနှုတ်မှာမရှိဘူးအေးအောင်သောဥရုကအပူအသာတော့ဒီရတဲ့အပူသွေးထိုးပြီဟဲ့အဲ့တော့ကံပူစိတ်ပူတွေနဲ့နောက်လာမဲ့လူတွေကတို့တဲ့ဆိုးမှာအဲ့ဒါဒီနဲ့ပေါင်းမှာအေးဒါနာရှိတဲ့ဘုံတီလာရှိတဲ့ဘုံအဲ့ဒီမှာတီလာအားကောင်းလို့တီလာကလည်းဟိုဥပုံဆောင်သွားပြီးတော့10 ပါး9 ပါး10 ပါးမဟုတ်ဘူးအရေးကြီးတာကိုချင်းတီလာအရေးကြီးဆုံး5 ပါးလားဟဲ့ဟင်အဲ့ဒါကိုချင်းကိုအတွက်ကျင့်လို့ကိုချင်းလူဖြစ်ရင်ဘာသာရှိဘာသာမဲ့လူသားတိုင်းကျင့်ရမယ်ကျင့်မှုကိုချင်းလို့ခေါ်တာဘာတီလာဟုတ်လေအဲ့ခွေးဖြစ်မှာတော့ကြောင်ဖြစ်မှာတော့တို့လူကျင့်နိုင်တော့မလားအဲ့တော့လူဖြစ်တုံးနေကျင့်ရတဲ့အတွက်လူချင်းဟုတ်မောငါဘာကလေအဲ့ဒီအတွက်ကျင့်ရတာကိုယ့်အတွက်ကျင့်ရတာဗျလူဖြစ်ဖို့ကျင့်ရတာဗျဒါမို့အဲ့ဒါ5 ပါးသီလကကိုချင်းသီလခေါ်တယ်ဟင်အဲ့ဒါကိုအမြဲလေးယူထားသူ့ကိုဘသူကတောင်းဝန်ယူမလဲကိုချင်းစာစိတ်ကကိုချင်းစာစိတ်ရှိရင်တပ်ဖြစ်အောင်မလားခိုးဖြစ်အောင်မလားဟုတ်ကလားလိန်ဖြစ်အောင်မလားဟုတ်ကလားဟဲ့ဟင်အဲ့တော့အရေးကြီးတာကိုချင်းစာစိတ်ပဲကွယ်ကိုချင်းစာစိတ်ရှိရင်တန်းတူထားတဲ့စိတ်ကအလိုလိုလာမှာဟင်တန်းတူထားတာကိုမေတ္တာခေါ်တယ်ကိုချင်းစာတာကိုကရုဏာခေါ်တယ်အဲ့ဒီကိုချင်းစာစိတ်အားကောင်းရင်တန်းတူထားတဲ့စိတ်ကသူ့ကိုကပြောမကြရင်ငါများဒီလူပြောခဲ့ရင်ငါမခံရင်တယ်လို့သူလည်းခံရင်ရှာမှာမဟုတ်ဘူးအဲ့တော့ငါမပြောတော့ပါဘူးလေဆိုကိုပြောချင်တာလေးကိုမျိုးသိထားလိုက်တာကိုချင်းစာစိတ်ဟင်ပါတယ်ဗျာမြို့တိတ်တာများတယ် အကျဉ်းဖြစ်သွားတယ်ဘာအိုးမြို့သိပ်ပါဗျာရဲ့မျိုးသိတာများတော့အချင်းဖြစ်တော့ဟောဝါလာအမြုံကြီးပြောတာလားဘာလို့ဘာပြောတာတော့နေဟုတ်ပြီလေခံမန်းသီးတော့ဟိုကထားလုံးပါပဲနောက်လေဒီမိမရခန္ဓာခဒီမိမရခန္ဓာခတွေ့တဲ့လူတိုင်းကတော့လုံတော့ဘယ်နှလုံးမလို့ဟုတ်ပါအေးဘာလို့ကခမကြဘူးတလားအိမ်မှာရေးထားတာတီးခံသည်ဆိုအေးလာတော့တကားဟုတ်ချင်းတီးခံပါရေးထားအလူခံချင်းတီးခံဟုတ်ဘူးအလူခံညမပါဘူးတီးခံသည်တီးခံသည်အဲ့တော့ဟိုကလာဆဲဒီကလာဆဲဟိုကလာပြောနေအဲ့မတတ်နိုင်တော့နောက်တော့ခံသင်းမှခံပြီခံသင်းမှအဘယ်တော့ခဗျာဒီဆိုင်ဘုတ်ထားကြီးတော့ဟုတ်ပါအဲ့လာလေးပဲခဗျာဟိုကခဗျာခမန်းဒီတော့ဟိုကလာဒီကလာမှာမအဲ့တော့ကိုချင်းသာစိတ်ပြီးတော့ဓာန်တူထားစိတ်ညာမာလို့ပါဠိလိုတော့ကရုဏာစိတ်နဲ့မေတ္တာစိတ်အဲ့ဒါတို့လူဖြစ်တုံးလေးပဲဟဲ့ကြောင်ဖြစ်မှာတော့သူ့ရှိကြွက်ကြီးတာတော့ဘယ်လိုတော့ဟုတ်ပါဘူးလူဖြစ်တုံးလေးအဲ့ဒါလူဖြစ်တုံးလေးဒါတို့ကျင့်နိုင်တာဟဲ့အဲ့ဒါတို့ကအမြဲတမ်းကျင့်နေရမှာဟဲ့အဲ့လိုကြည့်ဟဲ့ဘာဖြစ်လို့တို့ခန္ဓာကကိုဓာတ်နဲ့တည်ဆောက်တာတော့ဓာတ်ရဲ့အချိန်ကအမြဲတမ်းတက်နေတာဓာတ်ရဲ့အချိန်ကဓာတ်ခိုးကအမြဲတမ်းတက်နေတော့တို့ကဓာတ်စိတ်ကသိုးတာကြီးတဲ့ဟဲ့သာလို့ညင်လို့ခေါ်တယ်ညင်ကသိုးတာသိုးညင်နေကြီးတဲ့များတယ်ဟဲ့ကိုချင်းစာညင်တို့ဓာတ်တူထားတဲ့ညင်တို့
နဲတယ်တို့က